ရှေးဟောင်းအတရီလပြည်ရဲ့တမိုင်းမှာအခိုင်အမာဆုံးနဲ့အင်အားကြီးဆုံးသူရဲကောင်းတစ်ယောက်ရှိခဲ့ပါတယ်။သူကတော့ဖျားသခင်ရဲ့ရွေးချယ်ခြင်းခံရတဲ့နာဇီလူဆန်ဆုံးပါပဲ။သူ့ရဲ့ခွန်အားတွေဟာမယုံနိုင်လောက်အောင်ကြီးမားပြီးသူ့ရဲ့သပင်ရှည်တွေမှာအခြေတည်ထားပါတယ်။ မင်းငါ့ကိုရက်တက်နိုင်မှာမဟုတ်ဘူးဖျားပေးတဲ့ခွန်အားငါ့မှာရှိတယ် တနေ့မှာတော့ဒီကတော့အထဲမှာဆန်ဆုံဟာကြောက်မက်ဖွယ်ချင်းသေးကြီးတစ်ကောင်နဲ့ထိတ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ဘာလက်နက်မှမပါပဲသူ့ရဲ့ဗလာလက်နက်ဖက်နဲ့တင်ချင်းသေးကြီးရဲ့ပတ်သက်ကိုဆွဲဖြတ်တက်ပစ်ခဲ့ပါတယ်။ဒါဟာလူသားတစ်ယောက်မလုံနိုင်တဲ့ထူးကဲတဲ့စွမ်းအားပါပဲ။အချိန်အတန်ကြာတဲ့အခါမှာတော့သူတက်ခဲ့တဲ့ချင်းသေးရဲ့အယိုးစုထဲမှာထူးဆန်းစွာပဲပြားအုံတစ်ခုဆွဲကပ်နေပြီးချုံမြိန်တဲ့ပြားရည်တွေစီးကျနေတာကိုတွေ့လိုက်ရပါတယ်။ဒီဖြစ်ရပ်ဟာဆန်ဆုံရဲ့နာမည်ကြီးပဟေလေးတစ်ခုဖြစ်လာခဲ့ပါတယ်။စားတတ်တော့အရာတွေကစားစရာထွက်လာတယ်။ခွန်အားကြီးသောအရာတွေကချုံမြိန်သောအရာထွက်လာတယ်။ညီမေယိုတစ်ခုတည်းနဲ့ရန်သူပေါင်း1000ကိုအနိုင်ယူခဲ့တဲ့ဒီစစ်ပွဲဟာတမိုင်းမှာအမခန့်ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ဒီသူရဲကောင်းကြီးဟာရန်သူတွေဆေလွတ်လိုက်တဲ့ဒေလီလာဆိုတဲ့အမျိုးသမီးရဲ့အလှအပနောက်မှာကြာရှုံးခဲ့ရပါတယ်။ဒေလီလာဟာဆန်ဆုံရဲ့ခွန်အားလှုပ်ဝက်ချက်ကိုသိရဖို့အတွက်နေ့စဉ်ရက်ဆက်ငိုယိုပြီးအတင်းအကျပ်မေးမြန်းနှောက်ယှက်ခဲ့ပါတယ်။မောင်ကြီးကျမကိုတကယ်မချစ်ဘူးလားဆိုတဲ့စကားလုံးတွေကဆန်ဆုံရဲ့စိတ်ကိုအားနည်းသွားစေခဲ့ပါတယ်။ မင်းငါ့ကိုတကယ်မချစ်ဘူးလားငါချစ်ရဲ့မင်းရဲ့ရှုပ်ဝက်ချက်ကိုဘာလို့ငါ့ကိုမပြောတာလဲဒီလိုပဲမင်းငါ့ကိုနေတိုင်းလိန်နေတော့မှာလား ငါပြောပြမယ်ငါဆံမင်ရှည်ကိုဖျက်လိုက်ရင်တခြားသူတွေလိုပဲအားနေသွားလိမ့်မယ် နောက်ဆုံးမှာတော့စိတ်မခိုင်တော့တဲ့ဆန်ဆုံဟာသူ့ရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ကိုဖွင့်ပြောလိုက်ပါတော့တယ် အရင်ကဘာလို့မပြောခဲ့တာလဲမင်းရဲ့ရှုပ်ဝက်ချက်ကစံပင်မှာဆိုတာ ။သူမသိခဲ့တာကတော့ဒီစကားဟာသူ့ဘဝရဲ့အဆုံးသက်ကိုခေါ်ဆောင်လာမယ်ဆိုတာပါပဲ။တစ္ဆာဖောက်ခြင်းဟာဓာတ်တစင်းထက်ပိုပြီးထက်ရှာပါတယ်။ချင်းသေးတွေကိုလက်ပလာနဲ့တက်ခဲ့တဲ့ခွန်အားတွေဟာသူ့ရဲ့စပင်တွေနဲ့အတူပျောက်ကွယ်သွားခဲ့ပါပြီ။အစ်တရီလာရဲ့သူရဲကောင်းဟာအခုတော့ရန်သူတွေရဲ့လက်ထဲမှာအားအင်ကုန်ခန်းလို့နေတယ်။ရဲရဲနီနေတဲ့တန်မူတိုင်ကသူ့ရဲ့မျက်လုံးတွေစီနီးကပ်လာတဲ့အခါဆန်ဆုံရဲ့ကဘာဟာထာဝရအတွက်စတင်ပြီးမှောင်မိုက်သွားခဲ့ပါပြီ။တန်ကြေချင်းတွေရဲ့တရုတ်တိုက်ဆွဲတန်ဟာသူ့ရဲ့ဂုံတိတ်ခါတွေနေခါသွားတဲ့အတန်ပါပဲ။အချိန်ကဖိလိတိစစ်တီ1000ကိုအနိုင်ယူခဲ့တဲ့ခြေထောက်တွေဟာအခုတော့ရန်သူတွေရဲ့တောင်ပြောင်မှုအောက်မှာရိုင်းနေစွာနဲ့ရှောက်လန်းနေရတယ်။မျက်လုံးမှာစီးထားတဲ့သွေးစွန်းနေတဲ့ပတ်တီးတွေကသူ့ရဲ့မာနနဲ့အမားတွေအတွက်ပေးဆက်လိုက်ရတဲ့တန်ဖိုးပဲဖြစ်ပါတယ်။အလင်းရောင်တွေပျောက်ကွယ်သွားပြီးအချင်းထောင်ရဲ့အေးဆက်တဲ့ကြောက်တကားကြီးပိတ်သွားတဲ့အတန်ဟာဆန်ဆုံအတွက်တော့လောကကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့နောက်ဆုံးအတန်ပါ။ဒါပေမဲ့ဇလန်းကဒီမှာတင်မဆုံးသေးပါဘူး။မျက်စိနှစ်ဖက်စလုံးကွယ်ခဲ့ရပေမဲ့ဆန်ဆုံရဲ့ယုံကြည်ခြင်းနဲ့စပင်းတွေဟာပြန်လည်ရှင်သန်လာပါတယ်။သူဟာဖျားသခင်စီနောက်ဆုံးအကြိမ်ဆုတောင်းခဲ့ပါတယ်။အိုဖျားသခင်ကျွန်ုပ်ကိုခွန်အားပြန်ပေးပါဗိမာန်တော်ရဲ့တိုင်ကြီးတွေကိုတွန်းလှဲကရန်သူအားလုံးနဲ့အတူသူ့ရဲ့အသက်ကိုစတေးပြီးအမခန်းအောင်ပွဲခံသွားခဲ့ပါတယ်။ဒါဟာအမားတွေတဲကနေသင်ခန်းစာယူပြီးဖျားသခင်စီပြန်လည်ရောက်ရှိသွားတဲ့သူရဲကောင်းဆန်ဆုံရဲ့ကြီးမြတ်တဲ့ဇလန်းပဲဖြစ်ပါတယ်။